အခါတိုင်းသားများဟာမြန်မာနိုင်ငံရဲ့အရှေ့ဘက်ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှာအများဆုံးပြန့်နှံ့နေထိုင်ကြတဲ့လူမျိုးစုဖြစ်ပါတယ်။ကိုယ်ပိုင်စာပေယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့လှပတဲ့ဝတ်စားဆင်မှုများရှိကြပြီးဘိုးဘွားများရဲ့ဓလေ့များကိုအတတ်နိုင်ဆုံးထိန်းသိမ်းကျင့်သုံးနေကြတဲ့လူမျိုးစုလည်းဖြစ်ပါတယ်။ရိုးရာကြေးရွာတည်ထောင်ခြင်းအခါလူမျိုးစုဟာစုပေါင်းနေထိုင်တတ်ကြပြီးစီးကမ်းတကြနေထိုင်တတ်ကြလို့ကြေးရွာတည်ခြင်းဟာလည်းရိုးရာဓလေ့အရအရေးကြီးလာပါတယ်။တောင်ပေါ်ဒေသများ၌ဒါနေထိုင်ကြတဲ့လူမျိုးဖြစ်ပြီးမိမိတို့ရဲ့လေယာလုပ်ငန်းခွင်များနဲ့အလံမဝေးတဲ့နေရာနေထိုင်မဲ့အိမ်ခြေလူဦးရေတို့ကိုလည်းထဲ့တွက်စဉ်းစားပြီးမှရွာတစ်ကိုတည်ကြတာဖြစ်ပါတယ်။ရွာတည်မဲ့နေရာဟာလည်းရေရရှိနိုင်တဲ့နေရာမျိုးဖြစ်ပြီးမနဲ့ဆုံးစောထွက်တဲ့နေအောင်ကြီးကိုရရှိနိုင်မှုကိုလည်းဦးစားပေးကြပါတယ်။ရွာတဲဖို့တင်းလျော်တဲ့နေရာကိုတွေ့ပြီဆိုရင်ကြေးရွာကအုပ်ချုပ်သူများနဲ့တာဝန်ရှိသူများကအဲ့ဒီနေရာမှာယခုလိုကျက်ဥတစ်လုံးကိုယူပြီးတော့မှနှစ်ရွက်ကနေမြေကြီးပေါ်ကိုလွတ်ချကြပါတယ်။ကျက်ဥဟာမြေကြီးပေါ်မှာကျပြီးကွဲသွားရင်တော့ဒီနေရာဟာရွာတဲတင်းတဲ့နေရာဖြစ်တယ်။တကယ်လို့ဒီနေရာမှာကျက်ဥမကွဲဘူးဆိုရင်တစ်ကြိမ်မကွဲရင်နောက်ထပ်ဒုတိယအကြိမ်နောက်မကွဲဘူးဆိုရင်တတိယအကြိမ်၃ကြိမ်ဒီလိုပြစ်ချပြီးတော့မှကျက်ဥမြေနေရာကိုရွေးကြပါတယ်တကယ်လို့၃ကြိမ်မြောက်မှာကွဲသွားတယ်ဆိုရင်ဒီနေရာဟာရွာတဲလို့ရတဲ့နေရာကောင်းဖြစ်တယ်ဆိုပြီးတော့သတ်မှတ်ပြီးတော့မှကြေးရွာလူကြီးရဲ့အိမ်ကိုစတင်ပြီးတော့တည်ဆောက်ကြပါတယ်အခါလူမျိုးများရဲ့ရိုးရာအိမ်များဟာတစ်ဝါးများကိုအခြေခံပြီးတော့မှဆောက်လုပ်ကြတာဖြစ်ပြီးအမိုးကိုတော့ဖြင့်တက်ကဲဖြင့်မိုးကြတာဖြစ်ပါတယ်ယခုခါမှာတော့ကင်းနယ်လုံးကြီးစွာတွမိုးများအုတ်ကျွတ်မိုးများဖြင့်လည်းမိုးလာကြပြီဖြစ်ပါတယ်သို့တော်လည်းအခါတိုင်းသားရဲ့အိမ်မှန်တယ်ဆိုရင်တော့ဖြင့်ကျွန်တော်တို့အိမ်ရဲ့အိမ်ခေါင်တိုင်းဟာဘခါလို့ခေါ်တဲ့အိမ်ခေါင်တိုင်းအရှိရလေးရှိပါတယ်ဘခါခေါ်တဲ့အိမ်ခေါင်အရှိဟာကြေးရွာမှာမုတ်ဆိုးမအိမ်ကလွဲပြီးကျန်တဲ့အိမ်အားလုံးဟာအိမ်ဘခါဆိုတာကိုထည့်ရပါတယ်ပုံစံဖြစ်ပါတယ်ခုမြင်ရတာတော့အခါလိုလောခံလို့ခေါ်တဲ့ရွာဝင်မုတ်ဦးဖြစ်ပါတယ်ရွာဝင်မုတ်ဦးမရောက်ခင်မှာဆိုရင်လည်းရွာနယ်နိမိတ်တတ်မှတ်တဲ့တော်မထဲတူဆိုတဲ့မုတ်ဦးတစ်ခုရှိပါသေးတယ်အဲ့ဒီနယ်နိမိတ်တတ်မှတ်တဲ့တိုင်ဟာဆိုရင်လည်းရွာမှာနေတဲ့လူတွေနဲ့တောတောင်ထဲမှာနေတဲ့နတ်တွေရဲ့စီးခြားထားတဲ့နယ်နိမိတ်ဖြစ်သတ်မှတ်လေးရှိပါတယ်ရွာဝင်မုတ်ဦးလောခံမှာတော့ဖြစ်လူယောက်ျားလူမိန်းမတို့ရဲ့ရုပ်ထုများဓာလန်လေးစတဲ့လက်နက်ကရိယာများကိုပုံတူထုထားရှိလေရှိပြီးတော့မှဒီနေရာနေစပြီးတော့မှသူနေတဲ့နေရာဖြစ်ပါတယ်လူနေတဲ့မုတ်ဦးဖြစ်ပါတယ်ဒီနေရာနေစပြီးတော့မှမကောင်းဆိုးရများမကောင်းတဲ့ယောဂဘယများဝင်ရောက်ခြင်းမပြုဖို့အတွက်တားဆီးထားတဲ့အရာဖြစ်ပါတယ်ကြေးရွာမှာအရေးကြီးတဲ့အရာတစ်ခုကတော့ဖြင့်ကျွန်တော်တို့လာချူလို့ခေါ်တဲ့အခါရိုးရာဒန်းတိုင်ဖြစ်ပါတယ်အခါဘာသာအဖြစ်ချော်လာလို့ခေါ်တဲ့ထုံတုံးပိတ်ရာဒီပွဲမှာဒန်းစည်းပွဲကိုပြုလုပ်လို့ရှိကြပါတယ်တနေ့မှာတစ်ကြိမ်ပြုလုပ်လို့ရှိပြီးတော့မှဒန်းစည်းပွဲတော်ရောက်မှဒါဒန်းတိုင်တွေကိုသွားခုတ်ကြပြီးတော့မှလျှော်ကျိုးများကြည့်ချင်းတိုင်ထောင်ချင်းစတဲ့လုပ်ငန်းတွေကိုဆောင်ရွက်ကြတာပွဲတော်ရက်မှာဒန်းစီပွဲတစ်နှစ်မှာတစ်ချိန်သာဒန်းစီပွဲတော်နေ့မှာဒန်းစီကြတာဖြစ်ပါတယ်ရေစင်ရေတန့်ရယူခြင်းရွာများမှာအရေးကြီးတာကတစ်ခုကတော့နောက်ထပ်ရေစင်ရေတန့်ရယူတဲ့နေရာဖြစ်ပါတယ်ရေရွာတဲတဲ့နေရာမှာရေစင်ရေတန့်ရနိုင်မှုအတွက်ကိုလည်းဦးစားပေးလို့မှရွေးချယ်ရပါတယ်ရေထွက်ရှိတဲ့နေရာရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါလေအဲ့ဒီရေစင်ရေတန့်ရယူတဲ့ရေထွက်ကရေကိုဦး
ဇော်ပွဲကလေးတော့အရေးကြီးတဲ့တတ်မှတ်ထားတဲ့ပွဲများနေရာများမှာသာအသုံးပြုရတယ်ဖြစ်ပါတယ်ချိုးရည်သုံးရည်နဲ့အခြားသုံးပြုမဲ့ရည်တွေဘူတော့ဖြင့်တခြားနေရာအနေနဲ့မှသွားရောက်လို့မှခက်ယူသုံးဆွဲကြရတာဖြစ်ပါတယ်ဒါကတော့အခါတိုင်းနာရိုးရာအတုပတစ်ခုရဲ့အစိတ်ပိုင်းဖြစ်ပါတယ်အိမ်ထောင်ဦးစီးဖခင်တည်ဆုံးသွားတဲ့အခါမှာနောင်တမလွန်ဘွားမှာသုံးနိုင်မှုဆိုပြီးတော့ရည်ရွယ်ပြီးတော့မှကျွဲကိုတက်ပြီးတော့မှကျွေးမွေးလိရှိကြပါတယ်တတ်မဲ့ကျွဲကိုအိမ်ရှိမှာခြီထားပြီးတားအကြီးဆုံးဖြစ်တဲ့လူကလန်နဲ့တစ်ချက်တည်းထိုးပြီးတော့မှတတ်ရပါတယ်သွားလေသူရဲ့ခီးလမ်းမှာအသုံးပြုဖို့ရည်ရွယ်ပြီးတော့မှလည်းမြင်းတကောင်ရဲ့ကြောပေါ်မှာသွားလေသူရဲ့အဝတ်စားများတင်ပြီးတော့မှအတုပအခမ်းအနားမှာအလောင်းရဲ့ရှေ့ရနေပြီးတော့မှဆွဲသွားလေရှိပါတယ်အမျိုးသမီးများကလည်းအတုပအိမ်ကိုသွားရောက်ရှုံးကြပြီးမိသားစုကိုအားပေးနှစ်သိမ့်ခြင်းငိုချင်းတွေများကလည်းငိုကြွေးခြင်းတက်ရှိထင်ရှားရှိစဉ်လုံးကလှုပ်ဆောင်ခဲ့တဲ့လုပ်ရများအောင်မြင်မှုများကိုငိုကြွေးခြင်းတန်တခြင်းများပြုလုပ်လို့ရှိကြပါတယ်အတုပခန္ဓာကိုဆွေမျိုးသားချင်းများရင်များသလိုဝေကြီးချမ်းသာရင်ချမ်းသာသလိုရက်ပိုင်းကနေပြီးတော့မှလပိုင်းအထိထားရှိကြတာကိုလည်းတွေ့ရှိရပါတယ်ဒီခုမြင်တွေ့ရတာတော့ဖြင့်ကျေးရွာတရွာရဲ့တနစ်စာနှစ်ချုပ်စင်းရှင်းနှန်းပြုလုပ်နေကြတာဖြစ်ပါတယ်ကျေးရွာရဲ့တနစ်တာနှစ်ချုပ်စင်းရှင်းနှန်းကိုနှစ်တစ်နှစ်ရဲ့အကုန်နှစ်တကူကာလများမှာကျင်းပလေးရှိပြီးတော့မှအိမ်တော်စုတစုဟာမိမိရွာအတွက်ငွေတွေဘယ်လောက်စိုက်ထည့်ထားတယ်ကြက်ဘယ်နှကောင်ဝက်ဘယ်နှကောင်စိုက်ထည့်ထားတယ်ဆန်ဘယ်လောက်စိုက်ထည့်ထားတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဝချမ်းမှမှတ်သားပြီးတော့မှရွာလူကြီးနဲ့တယောက်တော့တချမ်းစီယူပြီးပြန်တိုက်ဆိုင်စစ်ဆေးကြတဲ့စနစ်ဖြစ်ပါတယ်ရွာအတွက်အသုံးပြုတဲ့တစုံတစ်ခုစိုက်ထုတ်သုံးဆွဲပြီးရင်ဥပမာဖြင့်ကြက်တကောင်ပေးလိုက်ရတယ်ဆိုရင်တန်ဖိုးသတ်မှတ်ပြီးတော့မှကျွန်တော်တို့ဝချမ်းကိုဓာတ်ဖြင့်အထစ်ပြုတ်လုပ်လို့ရှိပါတယ်အဲဒီဝချမ်းကိုနှစ်ချမ်းထပ်ခွဲကကျေးရွာလူကြီးကတချမ်းအိမ်ရှင်ကတချမ်းယူထားပြီးတော့မှနှစ်ကုံတဲ့အခါမှာကျွန်တော်တို့ပြန်ပြီးတော့မှဝချမ်းတစ်ခုကိုကပ်ပြီးတော့မှစစ်ဆေးပါတယ်တကယ်လို့ဝချမ်းတစ်ခုကပ်လိုက်တဲ့အခါမှာထစ်ထားတဲ့ဓာတ်တိယာဟာတညီလေးဖြစ်တယ်ဆိုရင်ဒါကမှန်ကန်တယ်လို့ယူဆပြီးတော့မှဓာတ်တိယာဟာရွာလူကြီးစမှာမရှိဘဲနဲ့အိမ်ရှင်ဖက်မှာပဲရှိတယ်ဆိုရင်ဒါကတော့ခိုးပြီးတော့မှမှတ်သားထားတယ်လို့ယူဆပြီးပြစ်ဒဏ်ပေးလို့ရှိပါတယ်ထစ်ထားတဲ့အရာပေါ်မှာမူတည်ပြီးတော့မှအိမ်ရှင်ဖက်ကရွာအတွက်ကျက်ဘယ်နှပိတ်တာထည့်ထားတာရှိတယ်ဆန်ဘယ်နှတင်းစိုက်ထည့်ထားတယ်ဆိုတာတွေကိုစစ်ဆေးပြီးတော့မှမှန်ကန်တယ်ဆိုရင်ကျွန်တော်တို့ပြောင်းမှုစီလေးတွေကိုဥပမာအပြင်တစ်စီးကိုကျပ်1000အနေနဲ့သတ်မှတ်ပြီးတော့မှဒီအိမ်ရှင်ကကျပ်8000ရစာရှိတယ်ဆိုရင်ပြောင်းမှုစီ80ပြန်ပေးပါတယ်တချို့မိသားစုတွေကြတော့စိုက်ထည့်ထားတာမရှိဘဲနဲ့သူတို့ကိုစားတခြားလူကစိုက်ထည့်ထားတာများတဲ့အတွက်သူတို့ကနှစ်ကုန်တဲ့အခါမှာစိုက်ပြီးတော့မှရွာကိုပြန်ဆက်ရတဲ့အလေးရှိပါတယ်အဲ့တော့ဒီစင်းရှင်းနှံဟာတစ်ခါတလေတနေကုန်ကြာတက်ပြီးတော့မှငင်းခုန်လေးတွေနဲ့ပြောစရာလေးတွေဖြစ်ပါတယ်တချို့ကတော့ဖြစ်နှစ်ကုန်တဲ့အခါမှာတစ်နှစ်စာစိုက်ထည့်ထားတာကိုပြန်ရရှိတဲ့အတွက်တစ်နှစ်စာငွေအများကြီးရပြီးတော့တချို့ကတော့ဖြစ်တစ်နှစ်စာကိုတွင်းရမယ့်ငွေကသူများစိုက်ထည့်ထားတာဖြစ်တဲ့အတွက်ပြန်ပြီးတော့မှကြီးရွာကိုပြန်တွင်းရတာလည်းဖြစ်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့အခါတိုင်းနာရိုးရာတွေဟာဒီဝချမ်းကိုအသုံးပြုပြီးတော့မှဝေရှင်းရှင်းနှန်းကိုတစ်နှစ်စာအတွက်ပြုလုပ်လို့ရှိကြပါတယ်အခါတိုင်းနာများဟာ
မိမိတို့ရဲ့ဝတ်စားဆင်မှုအတွက်ကုန်ကျန်းဖြစ်တဲ့ဝါကိုမိမိတို့ရဲ့တောင်ယာမှာပဲကိုယ်တိုင်စိုက်ပျိုးစုခူးကြပြီးတော့မှရက်လို့ချုပ်လို့ပြီးတော့မှအလှဆင်ဝတ်ဆင်ကြတာဖြစ်ပါတယ်ဝါကိုလည်းကိုယ်တိုင်စိုက်တယ်ကိုယ်တိုင်စုခူးပြီးတော့မှဝါကိုနေလန်းကပြန်ပြီးတော့မှကျိတ်ပါတယ်ပြီးတော့မှကျွန်တော်တို့ဝါဖန်ခြင်းပြုလုပ်တယ်ရရှိလာတဲ့ဝါတွေကိုဝါကုန်းလိတ်လေးများဖြစ်အောင်လုပ်ပြီးတော့မှကျွန်တော်တို့ခြေတော့လက်တို့ကိုအသုံးပြုပြီးတော့မှချီငင်တာဖြစ်ပါတယ်အခြားသောလူမျိုးစုများနဲ့မတူကျွန်တော်တို့ခြေနဲ့လက်နဲ့ကိုအသုံးပြုပြီးတော့မှချီငင်တာဖြစ်တဲ့အတွက်အားတဲ့ချိန်တိုင်းမှာဖြစ်စေလမ်းလျှောက်သွားတဲ့ချိန်မှာဖြစ်စေထိုင်နေတဲ့ချိန်မှာဖြစ်စေဒီလုပ်ငန်းကိုလုပ်လို့ရပါတယ်ကျွန်တော်တို့ချင်းငင်ပြီးတဲ့အခါမှာတစ်စင်ပြီးတစ်စင်ကျွန်တော်တို့အထဲရဲလုံနိုင်တဲ့အထိကိုဆင့်ဆောင်ရွက်ရတာဖြစ်ပါတယ်ဒါတွေအားလုံးကိုလည်းကျွန်တော်တို့လက်ဖြင့်သာဆောင်ရွက်သွားကြတာဖြစ်ပါတယ်ချီများရက်ကန်းစင်ပေါ်ရောက်ပြီးတဲ့အခါမှာကျွန်တော်တို့အခါတိုင်းသားများအနေနဲ့ရက်ကန်းစင်အကြီးပြီးမဟုတ်ပဲနဲ့ကျွန်တော်တို့အခါတိုင်းသားအထဲတစားဟာဆိုရင်တထောင်နဲ့လက်ခောက်တစ်စစ်ချိုးစာပဲရှိပါတယ်ဒါအကြီးဆုံး site ဖြစ်ပြီးတော့မှရက်တဲ့အရှိကိုတော့ဝါကျွန်တော်တို့ခင်းတဲ့အရှိပေါ်မှာမူတည်ပြီးတော့မှအရှိကြီးကျွန်တော်ရက်သွားလို့ရပါတယ်ရက်လာလို့ထွက်ရှိလာတဲ့ပိတ်စဟာဆိုရင်အဖြူရောင်ပိတ်သားတာဖြစ်ပါတယ်ရကန်ရဲပြီးတော့မှရရှိလာတဲ့အဖြူရောင်ပိတ်စကိုကျွန်တော်တို့တောမှာထွက်ရှိတဲ့တစ်ခေါက်များဆိုးဆေးများကိုအသုံးပြုပြီးတော့မှအနက်ရောင်ဖြစ်အောင်ပြန်ပြီးတော့မှဆေးဆိုးရလိမ့်ရှိပါတယ်ဆေးဆိုးပြီးတဲ့အခါကျမှသာလျှင်ကျွန်တော်တို့ဒီအထဲပေါ်မှာအလှဆင်ခြင်းများပြုလုပ်ပြီးတော့မှအဝတ်အစားများကိုဆက်ချုပ်လုပ်ကြရတာဖြစ်ပါတယ်အခါတိုင်းသားများရဲ့ဝတ်စားဆင်မှုဟာချီထဲကိုအခြေခံပေမဲ့အလှဆင်တဲ့အခါမှာတော့ကျွန်တော်တို့ငွေပြားများကျွေစီများစတဲ့ချီထဲများစတာတွေကိုအသုံးပြုပြီးတော့မှအလှဆင်လေးရှိပါတယ်အခါတိုင်းသားလူမျိုးစုများမှာမျိုးနွယ်စုငယ်လေးများစွာရှိတဲ့အတွက်တချို့သောမျိုးနွယ်စုတွေကမိမိရဲ့ကိုယ်ပိုင်ဟန်နဲ့ကိုယ့်ဟာကိုယ်အလှဆင်ကြတာများအဖြစ်ရှိပါတယ်အများအဖြစ်ငွေပြားများကိုအသုံးပြုကြတာဖြစ်ပါတယ်အိန္ဒိယရူပီမြန်မာအကျွေးစည်းများငွေပြားများဒါတွေကိုကျွန်တော်ထုပြီးတော့မှအလှဆင်အသုံးပြုကြတာဖြစ်ပါတယ်အဓိကအပြင်ဥကောင်းပိုင်းမှာအမျိုးသမီးများကအလှဆင်တာများပါတယ်အမျိုးသားများအနေနဲ့တာမန်ချိန်မှာတော့ဥကောင်းပိုင်းမှာဘာမှဟိုဆင်ချင်းမပြုကြဘဲနဲ့အချို့တော့ရိုးရာအနေနဲ့ကျွန်တော်တို့စပင်ကိုရှေ့မှာညက်ပြီးတော့နောက်မှာတော့ကျွန်တော်တို့သစ္စာမီးနဲ့အရှည်ထားလေးရှိပါတယ်ဒါတော့အခါတိုင်းသားများရိုးရာပုံစံဖြစ်ပါတယ်ယခုခေတ်အခါမှာလူငယ်များအနေနဲ့ခေတ်မီလပတဲ့ဒီဇိုင်းများကိုတီထွင်ချုပ်လုပ်ကြပြီးတော့မှဝတ်ဆင်လာတာကိုလည်းတွေ့ရှိရပါတယ်သို့တော်လည်းအခြေခံအဖြစ်အခါထဲဖြစ်တဲ့အနဲ့ရောင်ပိတ်ပေါ်မှာရောင်စုံချီများနဲ့လက်ဖြင့်အဖြစ်တစ်ခုချင်းထိုးပြီးတော့မှအလှဆင်ရတဲ့အပွက်ဆင်ရတဲ့လုပ်ငန်းဟာတစ်ခုထက်တိုင်ဆောင်ရွက်ဆဲဖြစ်ပါတယ်ချီထဲများကို
အလားဆင်ပြီးတော့မှမိမိရဲ့အင်ကြီးများလွယ်အိတ်များစသည်တို့မှာကပ်ပြီးတော့မှချုပ်ချယ်အဖြစ်လှပတဲ့ဒီဇိုင်းများကိုရရှိတာဖြစ်ပါတယ်အခုခါမှာရခင်ကတက်ကြီးလူပိုင်းများအသုံးပြုကြတဲ့တာမန်အင်ကြီးများပေါင်းမီများအပြင်ကျွန်တော်တို့ခင်မီလှပတဲ့ဒီဇိုင်းများနဲ့အင်ကြီးများကိုလည်းတီထွင်ချုပ်လုပ်လာကြတာဖြစ်ပါတယ်လွယ်အိတ်များလက်ကင်အိတ်များကြောပိုးအိတ်များစတာတွေကိုလည်းခင်းနဲ့လျော်ညီစွာလှပအောင်ချုပ်လုပ်ပြီးတော့မှရောင်းချလာတာကိုလည်းတွေ့ရပါတယ်သို့တော်လည်းအခါတိုင်းသားတွေရဲ့ဝတ်ဆောင်ဟာဆိုရင်အခြေခံအဖြစ်လက်ဖြင့်ချုပ်လုပ်ရတဲ့ပညာရဲ့ဖြစ်တဲ့အတွက်အင်တန်မှအနုစိတ်ကြပြီးတော့မှစိတ်ကူးစိတ်တန်းကောင်းရင်ကောင်းသလိုလှပသောပစ္စည်းများထွက်လာကြပါတယ်လှပတဲ့ဒီဇိုင်းများကိုချုပ်လုပ်လာနိုင်တာဖြစ်ပါတယ်ယခုအခါမှာသူဖြင့်အမျိုးသမီးများကတော့ဖြင့်လှပစွာပိုစားဆင်နိုင်မှုအတွက်တနေ့တဲ့တနေ့ပို့ပြီးတော့မှခင်မီတဲ့ဒီဇိုင်းများကိုလက်ဖြင့်၎င်းခင်မီတော့ဆက်များဖြင့်၎င်းတွဲဖက်ပြီးတော့မှထုတ်လုပ်လာကြတာကိုတွေ့ရှိရပါတယ်ဒီဆိုပြီးမို့ကခုံတဲ့အပိုင်းမှာတော့ဖြင့်အခါတိုင်းသားများဟာလည်းအခြားတိုင်းသားများနည်းတူအိုးစီပုံပေါင်းလက်ကွင်းများကိုအသုံးပြုပြီးတော့မှဝိုင်းဝန်းကခုံကြတာဖြစ်ပါတယ်အများအားဖြင့်အခါလိုပိုချွန်တူလို့ခေါ်တဲ့ဝလုံးထောက်အကဟာဖြင့်အခါတိုင်းသားများရဲ့အသေးဆွဲဖြစ်ပြီးတော့မှပွဲတိုင်းမှာကလေးရှိတဲ့ကတမျိုးဖြစ်ပါတယ်နေရာဒီကများစွာမှာရှိတဲ့အခါတိုင်းသားများအားလုံးကဒီကကိုနှစ်သက်ဆွဲတဲ့စွာကတက်ကြပါတယ်
မောလာ ခုတွေ့မြင်ရတဲ့ကြီးပုတ်ချင်းတစ်ခုက ရကြဘောလဲခုမဲ့ဒီဟာ ရဂျာလို့ခေါ်တဲ့ဟာဖြစ်ပါတယ်ဒီရဂျာဆိုတဲ့လေမုတ်ကွေးဟာကျွေးကျူကိုပေါက်ပေါက်ပြီးဝါနဲ့ ရကြဘောလဲ တံမီအောင်ပြုတ်လုပ်ထားတဲ့ ရကြဘောလဲ ကွေးရတစ်ခုဖြစ်ပါတယ်ဒီရဂျာကိုအများအပြားကျွန်တော်တို့တောင်ပေါ်ဒေသမှာအမဲလိုက်တဲ့အခါအမဲကောင်သားကောင်ရပြီးတဲ့အခါမှာမုတ်လေးရှိပါတယ်သားကောင်ကိုထမ်းပြီးတော့မှရဂျာမုတ်ပြီးတော့မှကြေးရွာကိုပြန်လာလေးရှိကြပါတယ်အမဲလိုက်လို့ရတဲ့အောင်ပွဲအထိမ့်မှတ်နေနဲ့မှုတ်ကြတာဖြစ်ပါတယ်နောက်တစ်မျိုးကတော့ကျွန်တော်တို့ ဒီအခါလာကြီး ဘူးခါ6အမဝါတို့နဲ့ပြုလုပ်ထားတဲ့လက်ကြီးဆိုတဲ့လေမုတ်သူရရတစ်မျိုးဖြစ်ပါတယ်လက်ကြီးကိုလည်းအခါတိုင်းသားများကဂုံယူစွာနဲ့မုတ်လေးရှိပါတယ်လက်ကြီးကိုတော့နေရာတိုင်းမှာမုတ်ခွင့်မရှိဘဲနဲ့ပွဲလန်းတစ်ပင်အကြီးကျယ်လုပ်တဲ့အခါမျိုးမှာ၎င်းလူကြီးသူမများကိုဂုံပြူတဲ့အခါမျိုးမှာ၎င်းအဲကောင်းဆောင်ကောင်းများလာတဲ့အခါမှာကျိုးဆိုးရမှာ၎င်းဒီလက်ကြီးကိုမုတ်ရတာဖြစ်ပါတယ်ဒီလက်ကြီးနဲ့ရကြတော့ပြင်ကျွန်တော်အခါတိုင်းသားများတင်တိုင်းမုတ်နေတဲ့လေမုတ်ခရိယာများဖြစ်ကြပါတယ်ခင်ဗျာ